ခုလက်ရှိမှာတချို့ IT sexy တက်နေတယ်ဒါမှမဟုတ် IT sexy ကိုတက်ဖို့စဉ်းစားနေနေဆိုလို့ရှိရင်တချို့ IT sexy တက်ပြီးသွားတဲ့အခါမှာဆို abroad မှာရောဘယ်လိုမျိုး academic ဖတ်သွေးရှိနေမလဲဒါမှမဟုတ်ကိုက IT sexy ပြီးသွားတဲ့အခါမှာ abroad ကိုမခက်ဖြစ်ခဲ့ရင်ရောမြန်မာနိုင်ငံအတွင်းမှာပဲဘယ်လိုမျိုး academic ဖတ်သွေးဆက်သွားလို့ရမလဲဆိုတာကိုဒီဆက်ကဒီနေ့အကြံဉာဏ်ပြပြပေးကြမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဒီချက်က grade guideline ကဒီချက်ပြီးဖြစ်ပါတယ်ဒါဆိုဒီချက်ကို IT sexy ဆိုတာဖတ်လို့ဒီတော့ဒီချက်ကို IT sexy က secondary education program တစ်ခုဖြစ်ပြီးတော့မှဒီချက်သတ်မှတ်ထားတဲ့စာမေးပွဲကိုဝင်ရောက်ဖြည့်ဆို့ပြီးတဲ့အခါမှာဆိုလို့ရှိရင် secondary education completion certificate ကိုရရှိမှာဖြစ်ပြီးတော့မှဒီချက်နိုင်ငံသားမှာကျောင်းဝင်ခွင့်လျှောက်ထားတဲ့အခါမှာဆိုလို့ရှိရင်ကိုက secondary education ကိုပြီးမြောက်ထားကြောင်းလက်မှတ်တစ်ခုအနေနဲ့ဒီချက်အသုံးပြုလို့ရတယ်ပေါ့နော်ကျတော့နောက်တစ်ချက်အကြောင်းသားတွေနဲ့အမေးများတာကဒီကျတော့ IGCSE O level ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင် Abroad University first year ကိုတိုက်ရိုက်တက်ရအောင်ဆိုတာပေါ့နော်ဆိုတော့ဒါကဒီကျတော့ဒီနေရာမှာIGCSE လို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ဒီကျတော့ကအကြမ်းပြင်းအဖြစ် O level နဲ့ A level ဆိုပြီးမှနှစ်မျိုးရှိနော်ဒီဘူးရအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဒီကျတော့ O level ကို grade 10ပညာရေးနဲ့ညရရင်လို့ဆိုထားပြီးတော့မှ A level ကိုတော့ဒီကျတော့ grade 12ပညာရေးညရလို့ဆိုနော်ဒီတော့ကိုက O level ပြီးသွားတဲ့မှာ A level စမ်းမတက်တော့ပဲO level အမှတ်နဲ့ကိုဒီလိုနိုင်ငံသားမှာကျောင်းသွားတက်မယ်လို့စက်သားထားလို့ first year ကိုအဲ့ရဝင်ရနိုင်လားဆိုလို့ရှိရင်ဒီလိုဒါကကိုယူထားတဲ့ major နဲ့ကျောင်းရဲ့ requirement ပေါ်မှာမူတည်ပြီးတော့မှ first year ကိုတိုက်ရိုက်တက်ရောက်လို့ရနိုင်တာလည်းရှိတယ်လို့ဒီလို foundation year ကနေစပြီးတော့မှ join ရတာလည်းရှိနေတယ်ပေါ့နော်ဥပမာဒီလိုမလေးရှားတို့စင်ကာပူတို့ဘက်မှာဆိုလို့ရှိရင်ဒီလို foundation year ကနေစပြီးတော့မှလက်ခံတာတွေများတယ် not sure O level အမှတ်နဲ့ဆိုရင်ဒီတော့ကိုက IGCSE လည်းသင်ထားရတယ်ဒါပေမဲ့ abroad ကိုလည်းမထပ်ဖြစ်သေးဘူးဆိုလို့ရှိရင်တချို့မြန်မာနိုင်ငံမှာပဲဘာတွေလုပ်လို့ရမလဲဆိုတာကိုဒီချက်က academic နဲ့ career ဆိုပြီးတော့မှအပိုင်းတစ်ပိုင်းထည့်ပြီးတော့မှပြပြပေးသွားမယ်ပေါ့နော်ဒီတော့ဒီချက်ကို academic ပိုင်းမှာဆိုလို့ရှိရင်ဒီချက်ခုနကပြောခဲ့သလိုကိုက IGCSE ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီချက်နိုင်ငံသားမှာရှိတဲ့တက္ကသိုလ်တွေကိုဆက်လက်တက်ရောက်လို့ရမယ်နောက်ဒီချက်မြန်မာနိုင်ငံမှာရှိတဲ့ private university တွေဒါမှမဟုတ်နိုင်ငံသားကပေးတဲ့ online degree တွေကိုဒီချက်ရွေးချယ်စရာအနေနဲ့ရှိမယ်ပေါ့နော်ဥပမာဒီချက်မြန်မာနိုင်ငံက private university မှာဆိုလို့ရှိရင်ဒီချက် APE ODHM နဲ့ဒီချက် NCC လိုမျိုး program တွေကိုဒီချက် join လို့ရမယ်ဒါပေမဲ့ဒီနေရာမှာကျောင်းသားရင်လည်းချက်စဉ်းစားရမှာကကြတော့ဒီချက်တို့ကကိုရိုင်းကဘယ် program နဲ့တင့်တော်လဲဆိုတာကိုကိုယ့်ရဲ့ long term objective ပေါ်မှာမူတည်ပြီးတော့မှတခြားလေ့လာဆုံးဖြတ်ဖို့လိုတာပေါ့နော်ဒီတော့နောက်တစ်ချက်ကဒီလို career ဘိုင်းပေါ့နော်ဆိုမြန်မာမှာဆိုလို့ရှိရင်ကျောင်းသားတော်တော်များကဒီလို IT sexy ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင် freelance အနေနဲ့ guide ပြန်လုပ်တာမျိုးတွေဒါမှမဟုတ် tutoring ပြန်လုပ်တာမျိုးတွေဆိုလောလောဆယ်လုပ်ငန်းတစ်ခုအနေနဲ့စတင်ကြရဲပေါ့နော်ဒါပေမဲ့ဆိုနောက်ပိုင်းမှာကိုတကယ်ကိုပေါ့နော်ကိုသွားမယ့် professional career ကိုသွားဖို့အတွက်ကြတော့ဒီလို IT sexy က foundational skills နဲ့ knowledge လောက်ပဲဖြစ်တာမျိုးလို့ကိုသွားချင်တဲ့ profession လိုက်ထပ်ပြီးတော့မှလိုအပ်တဲ့ဒီလို advanced skill sites တွေကိုဆက်ပြီးတော့မှအားဖြည့်သွားတဲ့ပေါ့နော်ဒီလောက်ဆိုရင်ဒီလို IGCSE ပြီးသွားတဲ့အခါမှာမြန်မာနိုင်ငံမှာရော abroad မှာပါဘာတွေလုပ်လို့ရလဲဆိုတာကိုသိသွားလောက်ပြီပေါ့နော်နောက်တဲ့ IGCSE နဲ့ပတ်သက်ပြီးတော့မှသိချင်တာတွေရှိရဆိုလို့ရှိရင် comment မှာမှတ်သွားပေးလို့ရပါတယ်So see you in the next video